တချို့လွတ်တော်အမတ်နဲ့တချို့ဝန်ကြီးတွေကဘုံပေါက်ကွဲမှုနောက်ွယ်မှာတကယ်ပဲကြိုးကင်နေတဲ့သူတွေလားဒီတစ်ခါကိုရီးယားဇလန်တွေကတော့ Hero to Next Door ဆိုတဲ့ဇလန်တွေပဲဖြစ်ပါပဲဒီဇလန်တွေထဲမှာတော့နာမည်ကြီးမင်းသားတကယ်စုံတော့ဒီအရှင်စချန်ကားတွေကိုပဲရိုက်တဲ့မင်းသားပတ်စီဟွန်ကိုတိုင်တရုပ်ဆောင်ထားပါတယ်ဒီစကားထဲမှာတော့မင်းသားကပုံမှန်ပေါ့နော်အာမခံကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ပုံမှန်ကုမ္ပဏီဝန်ထမ်းတယောက်အနေနဲ့တရုပ်ဆောင်ထားတယ်ဒါပေမဲ့သူ့ရဲ့အမှန်တကယ်နောက်ကိုရဘွားကတော့လိုရဲ့ agent အဖွဲ့အစည်းကနေပြီးတော့မှတကယ်တော်တဲ့ agent ဟောင်းတယောက်ပါဒါပေမဲ့လည်းသူ့ရက်ွက်ထဲမှာတော့သူဒီကုမ္ပဏီတစ်ခုကနေပြီးတော့မှပုံမှန်ဝန်ထမ်းတယောက်အနေနဲ့ပဲပြီးပါတယ်ဇလန်စားတဲ့ပုံစံကတော့တင်သားတို့နေတဲ့ရက်ွက်ထဲမှာဘုံပေါက်ခွဲမှုဖြစ်တယ်ဘုံပေါက်ခွဲမှုဖြစ်တာကတစ်ခါရင်မဟုတ်ဘူးနှစ်ခါသုံးခါလောက်ရှိသုံးခါလောက်ရှိအဲ့ဒီအချိန်မှာဒီရက်ွက်ကလူတွေကနေပြီးတော့မှနည်းနည်းတန်တရားရှိလာတယ်ဒီဘုံပေါက်ကွဲမှုဟာအစိုးရအဖွဲ့အစည်းတွေကနေပြီးမှသတင်းကြေညာတာတွေရှင်းလင်းပြောကြားချက်တွေမရှိဘူးပေါ့နော်ဘာလို့မရှိရလဲဆိုပြီးတော့မှရက်ကွက်ကလူတွေကစိတ်ဝင်စားတယ်စိတ်ဝင်စားပြီးတော့ဒီဘုံပေါက်ကွဲမှုရမှာနောက်ွယ်ရဘယ်သူရှိလဲဒီဘုံပေါက်ကွဲမှုကိုဘယ်သူတွေကလုပ်နေတာလဲဆိုတာကိုရက်ကွက်ကလူတွေကစုပြီးခါကြမှာလိုက်လံရှာဖွေတယ်လိုက်လံဖန်ဆီးတယ်ဆိုတဲ့ပုံစံဇလန်တွဲပုံစံမျိုးဖြစ်ပါတယ်ဒီဇလန်တွဲကတော့စုံတော့အရှင်စကြံကားဆိုပြီးမှလည်းအမြဲတမ်းကြီးကျန်းနေတဲ့ဇာတ်ကားတော့မဟုတ်ဘူးပေါ့ပေါ့ပါ ACC လေးနဲ့ကြီးလို့ကောင်းတဲ့ဇာတ်ကားတစ်ခုဖြစ်တယ်အမြဲတမ်းကြီးပြေးလိုက်အမြဲတမ်းလိုက်ပြီးရင်အမြဲတမ်း fight တွေချလိုက်ပုံစံဇာတ်ကားမျိုးတော့မဟုတ်ဘူးဒါပုံမှန်အခြေခံလူဒန်းစားပုံမှန်ရက်ွက်ထဲကဒီနာနီချင်းတွေစုပြီးခါကြမှာဒီဖြစ်ရက်ကဘယ်သူတွေကင်ရွေးနေတာလဲဘယ်သူတွေကဒီဖြစ်ရက်ကိုလုပ်နေတာလဲဆိုတာလိုက်လံရှာဖွေတဲ့ဇလန်တွဲပုံစံမျိုးဖြစ်တယ်အဲ့တော့ဒါဒီဇလန်ထဲမှာဆိုရင်တော့ဒါမင်းသားပတ်စီဟွန်ရဲ့ fighting စကြံကားတွေ fighting ချတဲ့အခန်းတွေကလည်းတကယ်ကိုကြည့်လို့ကောင်းမယ်တကယ်ကိုဖန်ဆားနိုင်တယ်ပြီးရင်ကိုအင်ဒီနာချင်းတွေနဲ့ဒီအမှုကိုလိုက်လံပြီးတော့မှဒီဖြစ်ရက်ကိုလိုက်လံပြီးတော့မှရှာဖွေတဲ့အခါမှာစုံစမ်းတဲ့အခါမှာလည်းဒါသူတို့မထင်မှတ်ထားတဲ့အရာတွေတွေ့တယ်ပြီးရင်လှုပ်ဝက်ဆန်းကျဲတဲ့အရာတွေကလည်းတစ်ခုပြီးတစ်ခုထပ်တွေ့ပြီးတော့မှကြည့်ရတာဆက်ချိန်မြင့်မြင့်သွားတယ်ပေါ့နော်ဒီစကားတွေမှာကတော့ဒါfighting ချတဲ့ကျန်းတဲ့အခန်းတွေပါတယ်လို့မျိုးဒါကိုရက်ကွက်ထဲမှာရှိတဲ့အင်နာနီချင်းတွေရဲ့မှာတန်ရုံးစင်ထားရှိပုံတွေတူပေါ်တိန်နဲ့တိန်တယောက်နဲ့တယောက် view site တဲ့ပုံစံမျိုးတွေတူနဲ့တူမြစ်တာထားရှိတဲ့ပုံစံတွေကိုပါတွေ့မြင်ရမယ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်ဒီတော့စကြံကားကိုကြိုက်တဲ့သူတွေအတွက်တော့ဒါလည်းပဲကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်